Movie Recaps မှာပြန်လည်ကြိုဆိုပါရယ်ဒီနေ့မှာတော့2020ခုနှစ်ကထွက်ရှိထားတဲ့စွန်စားကန်သိပ္ပံစိတ်ကူးရင်သေးထိတ်ရင်ဖို့ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ Voyagers ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Spoilers တွေပါဝင်တာမို့သတိထားကြည့်ရှုပေးကြပါခင်ဗျာကမ္ဘာမြေကြီးဟာပျက်စီးယိုယွင်းလာနေပါပြီသိပ္ပံပညာရှင်တွေကလူသားတွေဆက်လက်ရှင်သန်နေထိုင်နိုင်မဲ့ဂျိုးအသစ်တစ်ခုကိုရှာဖွေခဲ့ကြပြီး2063ခုနှစ်မှာတော့အဲ့ဒီဂျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ထိုဂျိုးကိုမျက်နှာပြင်ပေါ်မှာမြင်တွေ့ရစဉ်အမျိုးသမီးတဦးကဒါဟာလူသားတွေတွားရောက်အခြေချနေထိုင်နိုင်မဲ့ဂျိုးဖြစ်ကြောင်းရှင်းပြနေပါတယ်သူမကဆက်လက်ပြီးအဲ့ဒီဂျိုးစီကိုစူးစမ်းလေ့လာရေးမစ်ရှင်တစ်ခုစေလို့ရမယ်လို့ပြောပါတယ်အဲ့ဒီကိုတွားရမယ့်ခရီးစဉ်က86နှစ်တောင်ကြာမြင့်မှာဖြစ်တာကြောင့်မစ်ရှင်မှာလိုက်ပါသွားမယ့်အဖွဲ့သားတွေဟာရင်ပေါ်မှာတင်သားသမီးတွေမွေးဖွားကြရမှာဖြစ်ပြီးရင်ပေါ်မှာမွေးဖွားလာမယ့်တတိယမြောက်မျိုးဆက်ကြမှာသာထိုဂျိုးအသစ်စီကိုရောက်ရှိမှာဖြစ်ပါတယ်အဖွဲ့သားတွေကိုတော့ထိပ်တန်းသိပ္ပံပညာရှင်တွေရဲ့မျိုးဗီဇ genes တွေကိုပေါင်းစပ်ပြီးကမ္ဘာမြေပေါ်မှာပဲမျိုးဗီဇပြုပြင်ဖန်တီးခဲ့ကြတာပါအမျိုးသားတဦးကဒီစီမံကိန်းရဲ့နောက်ွယ်ကအကျိုးအကြောင်းပြချက်တွေကိုရှင်းပြနေပြီးဒီမစ်ရှင်အတွက်တင်တည်တံ့ရည်ရွယ်မွေးမြူပြီးလေ့ကျင့်ပေးထားတဲ့ကလေးတွေနဲ့ဘာကြောင့်ဒီမစ်ရှင်ကိုမောင်းနှင်ရမလဲဆိုတာကိုမျှတမှုရှိရှိပြောဆိုနေပါတယ်နောက်တစ်ဆင့်ကတော့သူတို့ဘယ်အချိန်မှာအဆင်သင့်ဖြစ်မလဲဆိုတာကိုအကဲဖြတ်ဖို့ပါအဖွဲ့သားတွေအသက်ငယ်လေးရိတ်ခါနဲ့အရင်းမြစ်တွေကိုပုံမူကြရှည်ထိန်းသိမ်းထားနိုင်လေးဖြစ်ပါတယ်ဒါပေမဲ့စီမံကိန်းတာဝန်ခံမျိုးသားဖြစ်သူ Richard ကတော့ထိုကလေးတွေဟာသူတို့ဘာသာသူတို့အာကာသခရီးစဉ်ရဲ့ရှုပ်ထွေးမှုတွေကိုရင်ဆိုင်ဖြေရှင်းဖို့အပြည့်အဝအဆင်သင့်မဖြစ်သေးမှာကိုစိုးရိမ်နေပါတယ်နောက်ပိုင်းမှာ Richard ဟာကလေးတွေကိုမွေးမြူစောင့်ရှောက်ထားတဲ့နေရာတွေကိုအကာအကွယ်ဝတ်စုံအပြည့်ဝတ်ဆင်ပြီးဝင်သွားတာကိုမြင်ရပါတယ်ကလေးတွေနေထိုင်တဲ့အခန်းထဲကိုသူဝင်သွားတဲ့အခါကလေးတွေအားလုံးဝမ်းသာအားရကြိုဆိုကြပါတယ် Richard ကသူတို့ရဲ့ပညာရေးအခြေအနေကိုစောင့်ကြည့်စစ်ဆေးပြီးနောက် Christopher, Sila, Sella နဲ့ Zach တို့ကိုအိယာဝင်သိပ်ပေးပါတယ် Zach ကသူကြောက်နေတယ်လို့ပြောတဲ့အခါ Richard ကသူဘေးကင်းပါတယ်လို့ပြောပြီးနှစ်သိမ့်ပေးခဲ့ပါတယ်နောက်ရက်မှာတော့ Richard ဟာမစ်ရှင်ကိုတာဝန်ယူထားတဲ့အမျိုးသမီးနဲ့စကားပြောနေပါတယ်သူကကလေးတွေကိုပြုစုပြောထောင်ဖို့နဲ့ကာကွယ်ပေးဖို့အတွက်ကလေးတွေနဲ့အတူသူကိုယ်တိုင်လိုက်သွားတင်တယ်လို့ပြောပါတယ် Richard ကမစ်ရှင်မှာပါဝင်သွားမယ်ဆိုရင်မစ်ရှင်လွှတ်တင်မဲ့အချိန်ကို9နှစ်အစား4နှစ်နဲ့လွှတ်တင်နိုင်မှာဖြစ်ပါတယ်နောက်တော့ Richard ဦးဆောင်မှုနဲ့အတူမစ်ရှင်ကိုလွှတ်တင်ခဲ့ပါတယ်အာကာသယာဉ်ငယ်ဟာမစ်ရှင်အတွက်အသုံးပြုမဲ့ Humanitas အာကာသယာဉ်ကြီးနဲ့တွားရောက်ချိတ်ဆက်ပါတယ်သူတို့အားလုံးယာဉ်ကြီးတွေကိုဝင်သွားပြီးသူတို့ရဲ့အခန်းတွေကိုရှာဖွေကြပါတယ် Richard ကကမ္ဘာမြေကြီးကိုနောက်ဆုံးအနေနဲ့တစ်ချက်လှည့်ကြည့်လိုက်ပါတယ်10နှစ်ကြာပြီးတဲ့နောက်မှာတော့ကလေးတွေဟာလူကြီးတွေဖြစ်လာကြပါပြီသူတို့တွေအိယာကနိုးပြီးရင်ပေါ်မှာနေ့စဉ်အလုပ်တွေစတင်ဖို့ပြင်ဆင်နေကြတာကိုမြင်တွေ့ရပါတယ်ပထမဆုံးသင်ခန်းစာကတော့သူတို့အသက်24နှစ်အရွယ်မှာစတင်ရမယ့်ဒုတိယမျိုးဆက်အတွက်တန်တီအောင်မျိုးပွားခြင်းအကြောင်းပဲဖြစ်ပါတယ်အဖွဲ့သားတွေဟာသူတို့ရဲ့နေ့ရက်တွေကိုစက်ရုပ်တွေလိုပဲဖြတ်တန်းနေကြပါတယ်သူတို့တွေအပြာရောင်ရည်တစ်မျိုးကိုတောက်တုံးနေကြတာကိုမြင်ရပါတယ်ခရစ္စတိုဖာနဲ့ဇက်တိုကဂနဝင်မြောက်တေးဂီတာကိုနားထောင်နေကြပြီးစီလာကတော့ရင်းထဲမှာလမ်းလျှောက်ရင်းပြင်ပကအာကာသဟင်းလင်းပြင်ကြီးကိုမေးကြည့်နေပါတယ်နောက်တော့သူမက Richard ကိုအဖွဲ့သားတွေရဲ့အသက်အိုးအိမ်တွေဟာအရေးမပါဘူးလို့ပြောပါတယ် Richard ကသူမကိုနှစ်သိမ့်ဖို့အတွက်သူ့ရဲ့အဖိုးအဖွားတွေရဲ့ဓာတ်ပုံတွေကိုပြသပြီးအနာဂတ်အတွက်ပြင်ဆင်ပေးဆက်ရတာဟာအလွန်အရေးကြီးကြောင်းပြောပြပါတယ်ထိုညမှာ Christopher တယောက်အိမ်မပြောဘဲအာကာသယာဉ်ကထွက်ပေါ်နေတဲ့အတန်တွေကိုနားထောင်နေမိပါတယ်နောက်ရက်မှာတော့ Richard နဲ့ Christopher တို့ဟာ hydroponic ရေပတ်လန်းစနစ်ဖြင့်အပင်စိုက်ပျိုးခြင်းအခန်းထဲမှာအပင်တွေရဲ့အခြေအနေကိုစစ်ဆေးနေစဉ် Christopher ရဲ့မျက်နှာပြင်ပေါ်မှာရေထဲမှာအဆိပ်အတောက်ဖြစ်ပွားနေတဲ့အကြောင်း message တစ်ခုတက်လာပါတယ်။သူက Richard ကိုဒါဟာသူတို့ရဲ့စီးကနေဓာတုပစ္စည်းတွေကိုကောင်းကောင်းမတန့်စင်နိုင်လို့ဖြစ်တာလားလို့မေးပေမဲ့ Richard ကသူ့ရဲ့စိုးရိမ်ပူပန်မှုကိုပယ်ချလိုက်ပြီးတန်တရားဝင်ဟန်ပြပါတယ်။ဒါကြောင့်နောက်ပိုင်းမှာ Christopher ကဇက်ကို56ရက်ဆိုတဲ့ပါဝင်ပစ္စည်းအကြောင်းအောင်မြင်ပါတယ်။အဲ့ဒီအချက်လက်ကိုဘာလို့ရှာဖွေလို့မရလဲဆိုတာသူတို့သိချင်နေကြပါတယ်။ညဘက်မှာတော့သူတို့နှစ်ယောက်ဟာအဲ့ဒါဘာလဲဆိုတာကိုသိရအောင်လျှို့ဝှက်သွားရောက်ရှာဖွေကြပါတယ်ခရစ္စတိုဖာက firewall ကိုကြော်ဖြတ်ပြီးအချက်လက်ကိုရှာဖွေနိုင်ခဲ့ပါတယ်အဲ့ဒီဓာတုပစ္စည်းဟာသူတို့နေတိုင်းတောက်နေတဲ့အပြာရောင်ရည်ထဲမှာပါဝင်နေတာဖြစ်ပါတယ်ဇက်ကအဲ့ဒါအစာချေစနစ်ကိုကူညီပေးတဲ့အရာလို့ထင်နေပေမဲ့သူတို့ရဲ့ဇယိုက်အပေါ်မှာတခြားသက်ရောက်မှုတွေရှိနေတာကိုသူတို့သိသွားကြပါတယ်အဲ့ဒီဆေးကသူတို့ကိုထုံထိုင်းပြီးအမိန့်နာခံလွယ်အောင်ပြုလုပ်ပေးကသူတို့ရဲ့အလိုဆန္ဒတွေနဲ့တာယာမှုကိုခံစားရတဲ့တုံ့ပြန်မှုတွေကိုညှော်နှဲစေတာဖြစ်ပါတယ်သူတို့တွေတဘာဝအတိုင်းမွေးဖွားပြီးရင်ပေါ်မှာလူဦးရေမထူထပ်လာစေဖို့အတွက်ဆေးခတ်ပြီးငြိမ်သက်အောင်လုပ်ထားတာပါဒါကြောင့်သူတို့နှစ်ယောက်ဟာအပြာရောင်ရည်ကိုမတောက်တော့ဘဲဖျက်လိုက်ကြပါတယ်နောက်ပိုင်းမှာသူတို့ကဒီအချက်လက်ကိုကိုင်ခဲနဲ့ဂျူလီဂျိုယတို့ကိုပါမျှဝေပေးလိုက်ပါတယ်ရင်ပေါ်မှာရှိတဲ့လျှို့ဝှက်အခန်းဖောက်23အကြောင်းကိုပါပြောပြလိုက်တာပါနောက်တော့ခရစ္စတိုဖာဟာ Richard နဲ့စကားပြောခန်းတစ်ခုမှာ Richard ကသူတို့ကိုလိန်ညာထားတယ်ဆိုတာသိကြောင်းပြောပေမဲ့လျှို့ဝှက်အခန်းဖြစ်တဲ့ဖုန်း23အကြောင်းကိုပဲထည့်ပြောပါတယ် Richard ကမစ်ရှင်အဖွဲ့ကသူတို့ကိုလိန်ညာထားတာဟာအကြောင်းပြချက်တစ်ခုခုရှိလို့ဖြစ်မှာပါအဲ့ဒီအခန်းဟာတတိယမျိုးဆက်အတွက်ဖြစ်နိုင်တယ်လို့ပြောပါတယ်ထိုစကားပြဩခန်းပြီးမှရစ်ချက်ကကဘာမြေစီကို message တစ်ခုပို့ပါတယ်အဖွဲ့သားတွေသူ့အပေါ်ယုံကြည်မှုမပြတ်ပြားစေဖို့အတွက်အရာအလုံးကိုရိုးရိုးသားသားချပြခွင့်ပြုဖို့တောင်းဆိုလိုက်တာပါအဲ့ဒီ message ကကဘာမြေကိုရောက်ဖို့အချိန်တော်ကြာမှာဖြစ်ပါတယ်နောက်ရက်မှာတော့စီလာရဲ့ဘေးမှာတန်းစီနေရင်ခရစ္စတိုဖာဟာသူမအပေါ်စိတ်ကူးရင်ဆန္ဒတွေဖြစ်ပေါ်လာပါတယ်သူတို့နေ့လည်စားနေရင်သူကသူမကိုပဲစိုက်ကြည့်နေမိပေမဲ့ဇက်ကစီလာနာကိုကတ်သွားပြီးသူမပြောင်းလဲသွားတယ်လို့ပြောပါတယ်ရစ်ချက်ရောက်လာပြီးစီကန်းချက်တွေအတိုင်းသူမကိုလက်နဲ့မကင်ဖို့ဇက်ကိုတားမြစ်ပါတယ်အားကစားခန်းမထဲမှာခရစ္စတိုဖာနဲ့ဇက်တို့ဟာထိုးနှက်တိုက်ခိုက်နေကြပြီးအနှဲငယ်အလွန်အကျွံဖြစ်သွားကြပါတယ်တခြားသူတွေကဘာဖြစ်နေမှန်းနားမလည်ကြပါဘူးသူတို့နှစ်ယောက်ဟာဆေးဖြတ်လိုက်တဲ့အသက်ရောင်းမှုတွေကိုစတင်ခန်းစားနေရတာပါသူတို့တွေရင်စီကထူးဆန်းတဲ့အတန်တွေကိုကြားရပြီးအကဲဖြတ်ခန်းထဲကိုသွားတဲ့အခါတခြားဖွဲ့သားတစ်ယောက်ကိုတွေ့ရပါတယ်သူတို့၃ယောက်ထိုအတန်ကဘာဖြစ်နိုင်မလဲဆိုတာကိုဆွေးနွေးကြရာထိုဖွဲ့သားကဒါဟာတစုံတဦးသောကြိုးသားသက်ရှိအလိုက်ဖြစ်နိုင်တယ်လို့ပြောပါတယ်စီလာနဲ့ရစ်ချက်တို့ဟာရစ်ချက်ရဲ့ရုံးခန်းထဲမှာရှိနေကြပြီးသူကသူမကိုကဘာမြေကတစ်6ပင်လေးတွေကိုပြသနေပါတယ်ဇက်နဲ့ခရစ္စတိုဖာတို့ကသူတို့စကားပြောနေတာကိုကြားပြီးအခန်းသားကိုချင်းကပ်လာပါတယ်ဇက်ကရစ်ချက်ကစီလာပခုံးကိုကင်လိုက်တာကိုမြင်ပြီးမနာလိုဝင်လို့ဖြစ်သွားပါတယ်ထိုအချိန်မှာပဲကဘာမြေနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးရစ်ချက်ကသူတို့ရဲ့ဆက်သွယ်ရေးစက်ပစ္စည်း transmitter ကိုပြင်ဆင်ဖို့လိုအပ်ကြောင်းအကြောင်းကြားပါတယ်တခြားသူတွေကသူတို့တာဝန်တွေအတိုင်းဆက်လုပ်နေချိန်မှာဇက်ကရစ်ချက်နဲ့အတူလိုက်ပါရမှာဖြစ်ပါတယ်
ပြင်ဆင်မှုတွေလှုပ်ဆောင်နေစဉ်ဇက်ကစီလာကိုမြင်ပြီးထပ်မံချင်းကပ်ပြန်ပါတယ်စီလာကသူဝစ်ဆင်ရမယ့်ဝစ်စုံအကြောင်းပြောပြနေတော့ဇက်ကသူမကိုမားတဲ့ပုံစံနဲ့လာရောက်ထိတွေ့ကင်တွယ်ပါတယ်ရစ်ချက်ပြေးဝင်လာပြီးဇက်ကိုဆွဲထုတ်လိုက်ပါတယ်ရစ်ချက်ကဘာဖြစ်တာလဲလို့မေးပေမဲ့ဇက်ကထွက်ပြေးသွားပါတယ်ဇက်ကိုလိုက်ရှာရင်းလမ်းမှာရစ်ချက်ကဖီဘီဖွေဘီနဲ့တွေ့ရာဖီဘီကဇက်ဟာအပြာရောင်ရေတောက်တာကိုရက်လိုက်ပြီးဖြစ်ကြောင်းပြောပြပါတယ်နောက်တော့ရစ်ချက်ကခရစ်စတိုဖာနဲ့တွေ့ပြီးခရစ်စတိုဖာပါဆေးဖြတ်ထားတာကိုသိသွားပါတယ်သူတို့အငင်းပွားကြပြီးရစ်ချက်ကဒီဆေးကိုအခုလိုဇက်စီမှာမြင်တွေ့ရတဲ့အပြုအမူမျိုးတွေကိုတားဆီးဖို့အတွက်ထည့်သွင်းထားတာဖြစ်ကြောင်းရှင်းပြပါတယ်ရစ်ချက်ကခရစ်စတိုဖာကိုစက်ပစ္စည်းသွားပြင်ဖို့ကူညီပေးဖို့တောင်းဆိုပြီးစနစ်ပြန်ပွင့်လာတဲ့အခါမစ်ရှင်ထိန်းချုပ်ရေးဗဟိုကိုသူကန့်ကွက်ပြောဆိုမဲ့အချက်တွေကိုခရစ်စတိုဖာကထောက်ခံပေးဖို့ပြောပါတယ်တခြားအဖွဲ့သားတွေအားလုံးဟာရင်ပေါ်ကသူတို့ရဲ့တတ်မှတ်နေရာတွေမှာရှိနေကြပြီးအာကာသရဲ့လမ်းလျှောက်ဖို့ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်ဇက်ကစနစ်ထိန်းချုပ်ခန်း systems room ထဲကိုဝင်သွားပါတယ်ရစ်ချက်နဲ့ခရစ်စတိုဖာတို့ကတော့ရင်ရဲ့ပြင်ပကိုထွက်ခွာလာကြပါတယ်ခရစ်စတိုဖာဟာတခါမှမခံစားဘူးတဲ့ခံစားချက်အသစ်တွေကိုခံစားနေရတာကြောင့်ရစ်ချက်ကသူ့ကိုစောင့်ကြည့်ပေးနေပါတယ်ရစ်ချက်ကစက်ပစ္စည်းရဲ့အစိပ်ပိုင်းတစ်ခုကိုပြင်ဆင်ပြီးနောက်ဒုတိယတစ်ခုစီကိုသွားပါတယ်ရင်အတွင်းထဲမှာတော့ထူးဆန်းတဲ့အတန်တွေထက်မန်ထွက်ပေါ်လာပြီးအဖွဲ့သားတွေစတင်ကြရောက်ပြည့်ဖြစ်လာကြပါတယ်သူတို့တွေအပြင်ဘက်မှာတခုခုရှိနေမလားဆိုပြီးစစ်ဆေးကြည့်တဲ့အခါရစ်ချက်နဲ့ခရစ်စတိုဖာတို့ရဲ့ဘေးနားကမော်နီတာမျက်နှာပြင်ပေါ်မှာတခုခုရုတ်တရက်ပေါ်လာပါတယ်အဲ့ဒီအရာကရစ်ချက်ကိုထိခိုက်ဒဏ်ရာရစေပြီးစနစ်ထိန်းချုပ်ခန်းထဲမှာမီးလောင်ကျွမ်းမှုဖြစ်ပွားပါတယ်ခရစ်စတိုဖာကရစ်ချက်ကိုရင်ထဲပြန်သေးလာပြီးစေကူတာဆောင် medical bay စီခေါ်သွားပါတယ်လမ်းကြောင်းပြစနစ်ကနေစက်သွယ်ရေးစနစ်အထိရင်တစည်းလုံးမှာအမှားယွင်း errors တွေအများကြီးတက်လာပါတယ်ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့စီလာတို့ကရစ်ချက်ကိုအသက်ပြန်သွင်းဖို့စ조사ကြပေမဲ့မအောင်မြင်ပါဘူးစီလာဟာအဆင့်မြင့်ဆေးဘက်ဆိုင်ရာအရာရှိဖြစ်တာကြောင့်ရစ်ချက်သေဆုံးသွားပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်နောက်ပိုင်းမှာအဖွဲ့သားတွေအစည်းအဝေးလုပ်ပြီးဘာဖြစ်ခဲ့လဲဆိုတာဆွေးနွေးကြပါတယ်သူတို့တွေထူးဆန်းတဲ့အကွဲတန်အကြောင်းထည့်ပြောကြပါတယ်အဖွဲ့သားတယောက်ကမော်နီတာပေါ်မှာရစ်ချက်စီကိုအားတစ်ခုခုဝင်ရောက်သွားသလိုမျိုးဂျိုသားတကောင်ကောင်လိုမျိုးအရာတစ်ခုကိုမြင်လိုက်ရတယ်လို့ပြောပါတယ်ဖီဘီကစတင်ငိုကြွေးပါတယ်ခရစ်စတိုဖာကသူတို့အားလုံးစိတ်အေးအေးထားပြီးစီစီလုံးလုံးနေကြရင်အဆင်ပြေသွားမှာပါလို့ပြောပြီးနှစ်သိမ့်ပေးပါတယ်စနစ်တွေပြန်လည်ပွင့်လာတဲ့အခါအဖွဲ့သားတွေကစောင့်ကြည့်ကင်မရာမှတ်တမ်း surveillance archive ကိုစစ်ဆေးကြပေမဲ့စနစ်ထိန်းချုပ်ခန်းတွေကမီးလောင်မှုကြောင့်မှတ်တမ်းဗီဒီယိုအားလုံးပျက်စီးသွားခဲ့ပါတယ်သူတို့တွေခေါင်းဆောင်အစ်စ် chief officer တယောက်ကိုရွေးချယ်ဖို့လိုအပ်လာပါတယ်ဇက်ကသူပဲခေါင်းဆောင်လုပ်မယ်လို့ပြောပေမဲ့တခြားသူတွေကမဲခွဲဆုံးဖြတ်ရမယ်လို့ပြောပါတယ်သူတို့အားလုံးမဲပေးကြပြီးခရစ်စတိုဖာကိုခေါင်းဆောင်အဖြစ်တင်မြှောက်လိုက်ကြပါတယ်ဇက်ကမနာလိုဖြစ်သွားပေမဲ့လည်းဂုဏ်ပြုစကားဆိုခဲ့ပါတယ်ခရစ်စတိုဖာရဲ့ပထမဆုံးအမိန့်ကတော့ပျက်စီးသွားတဲ့စက်ပစ္စည်းကိုပြင်ဆင်ဖို့ပါပဲမီးလောင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အခြားပျက်စီးမှုတွေကိုပြင်ဆင်ဖို့အတွက်အဖွဲ့သားအားလုံးကိုအလုပ်ခွဲပေးလိုက်ပါတယ်စောင့်ကြည့်ကင်မရာစနစ်ကတော့ရစ်ချက်ဘာဖြစ်ခဲ့လဲဆိုတာသိရအောင်ပြင်ဆင်ရမယ့်စရင်းရဲ့နောက်ဆုံးမှာရှိနေပါတယ် drive တွေမပျက်စီးသေးဘူးသူတို့မျှော်လင့်နေကြပါတယ်စီလာကရစ်ချက်ရဲ့ရုံးခန်းကိုသွားပြီးသူ့ရဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုကြည့်နေစဉ်ခရစ်စတိုဖာတကားဝကိုရောက်လာပါတယ်သူမကရစ်ချက်ရဲ့ပုံကိုရေးဆိုင်ရာမှတ်တမ်းတွေကိုဖျက်ဆီးပြရမှာဖြစ်ပေမဲ့မဖျက်ဆီးချင်ဘူးလို့ပြောပါတယ်။သူမကခရစ်စတိုဖာကိုရစ်ချက်ရဲ့ဓာတ်ပုံတွေကိုပြသပြီးမိဘတွေရဲ့အရေးပါမှုအကြောင်းပြောကြပါတယ်။ခရစ်စတိုဖာကရစ်ချက်ကဘာလို့သူမကိုပဲသူ့ဘဝအကြောင်းတွေပြောပြခဲ့တာလဲ။သူတို့နှစ်ယောက်ကတငယ်ချင်းထက်ပိုခဲ့တာလားလို့မေးတဲ့အခါစီလာကရစ်ချက်ဟာအထီးကျန်နေခဲ့ရုံတသက်တာဖြစ်ကြောင်းရှင်းပြပါတယ်။သူတို့တွေရစ်ချက်ရဲ့ဗီဒီယိုဒိုင်ယာရီကိုကြည့်ရှုကြရာရစ်ချက်ကဒီမစ်ရှင်အပေါ်ဘလောက်အထိယုံကြည်ကြောင်းနဲ့ကလေးတွေအပေါ်ဘလောက်အထိဂရုစိုက်ကြောင်းပြောထားတာကိုမြင်တွေ့ရပါတယ်။ခရစ်စတိုဖာကအဖွဲ့သားတွေကိုလိုက်ရှာရထမင်းစားဆောင်ခန်းတီနာထဲမှာတွေ့ရပြီးသူတို့သတ်မှတ်နေရာတွေမှာအလုံးမလုံးကြလို့စိတ်ဆိုးသွားပါတယ်။ဇက်ကသူတို့တွေအစားအစာတွေမပျက်စီးအောင်ရေခဲတစ်တာတွေကိုပြင်ဆင်နေတာလို့ပြောပါတယ်။ဒါပေမဲ့ပျက်စီးသွားနိုင်တဲ့အစားအစာတွေအများကြီးရှိနေတာကြောင့်ခေါင်းဆောင်အစ်စ်ကိုဂုဏ်ပြုတဲ့အနေနဲ့ဘဝစားပွဲတော်တစ်ခုကျင်းပခွင့်ပြုဖို့ဇက်ကတောင်းဆိုပါတယ်။သူတို့အစားအစာတွေစားတောက်ပြီးတဲ့နောက်ပိုင်းကတခြားသူတွေကိုအပြာရောင်အရေးဆက်မတောက်ဖို့ပြောပြီးအားလုံးကတုံ့ပြန်လိုက်ကြပါတယ်။စီလာနဲ့ခရစ်စတိုဖာတို့ကတော့ရစ်ချက်ရဲ့ဗီဒီယိုတွေကိုကြည့်ပြီးရေမောပျော်ရွှင်နေကြပါတယ်ခရစ်စတိုဖာဟာစီလာအပေါ်ပုံမစိတ်ဝင်စားဆွဲလန်းလာပါတယ်ဇက်ကတော့ဂျူလီအပေါ်စိတ်ဝင်စားလာပြီးသူမကိုတွားရောက်ထိတွေ့ရာဂျူလီကလည်းပြန်လည်ထိတွေ့ပါတယ်တခြားသူတွေကသူတို့ကိုစိုက်ကြည့်နေကြပါတယ်နောက်ပိုင်းမှာအဖွဲ့သားတွေ